င်လယ်ရေအောက်မှာလူသားတွေမမြင်နိုင်တဲ့ကမ္ဘာတစ်ခုရှိနေပါတယ်။အဲ့ဒီကမ္ဘာထဲမှာနှစ်ရာချီတခါတလေနှစ်ထောင်ချီကြာပြီးပျောက်ဆုံးသွားခဲ့တဲ့ရတနာတွေသင်္ဘောတွေနဲ့သမိုင်းတွေအိပ်စက်နေကြပါတယ်။ဒီနေ့မှာတော့ပင်လယ်ရေအောက်ကနေတကယ်ရှာဖွေတွေ့ရှိခဲ့တဲ့အံ့ဩဖွယ်ရာရတနာတွေနဲ့ထူးဆန်းတဲ့အရာတွေကိုတင်ပြပေးသွားပါမယ်။တိုက်တန်းနစ်သင်္ဘော1912ခုနှစ်ကအတ္တလန္တိတ်သမုဒ္ဒရာလယ်မှာကမ္ဘာပေါ်မှာအကြီးဆုံးနဲ့အလားဆုံးလို့လူသိများကြော်ကြားတဲ့တိုက်တန်းနစ်သင်္ဘောကြီးဟာရေခဲတောင်နဲ့တိုက်မိခဲ့ပြီးနာရီပိုင်းအတွင်းမှာပဲပင်လယ်အောက်ကိုနစ်မြုပ်သွားခဲ့ပါတယ်။လူပေါင်း1500ကျော်အသက်ဆုံးရှုံးခဲ့တယ်။ဒါပေမဲ့သမိုင်းကအဲ့ဒီနေရာမှာပဲရပ်မသွားခဲ့ပါဘူး။နှစ်80ကြာပြီးတဲ့နောက်1985ခုနှစ်မှာသုတေသနအဖွဲ့တစ်ဖွဲ့ဟာပင်လယ်အောက်ကိုရှာဖွေတဲ့အခါအံ့ဩဖွယ်အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သင်္ဘောကြီးရဲ့အပိုင်းအစတွေဟာနှစ်80ကျော်ကြာပေမဲ့ပင်လယ်အောက်မှာအခုထိရှိနေတာကိုတွေ့ခဲ့ကြပါတယ်။ဒါပေမဲ့အထူးဆန်းဆုံးကသင်္ဘောတွေကပစ္စည်းတွေပါပြန်တွေ့လာတာပါပဲ။တိုက်တန်းနစ်သင်္ဘောတွေကပြန်ရှာတွေ့ခဲ့တဲ့အရာတွေထဲမှာအထင်ရှားဆုံးကလက်ဝတ်ရတနာတွေပါ။ရွှေလက်ကောက်စိန်လယ်ဆွဲနဲ့အမျိုးသမီးအသုံးဆောင်ပစ္စည်းတွေဖြစ်ပါတယ်။ဒီပစ္စည်းတွေကပင်လယ်ရေကြောင့်အနှဲငယ်ပျက်စီးနေပေမဲ့ပုံစံတချို့ကတော့အခုထိတိတာစွာထင်ရှားနေပါသေးတယ်။အထူးအထင်ရှားဆုံးကတော့လူတချို့ရဲ့အိတ်ကတ်ထဲကနာရီတွေပါ။ရေထဲမှာနှစ်80ကျော်နေခဲ့ပေမဲ့နာရီတချို့ကရပ်တန့်နေတဲ့အချိန်ကိုပဲပြသနေပါတယ်။ဒါဟာသူတို့ရဲ့နောက်ဆုံးအချိန်ကိုထိမ့်သိမ်းထားသလိုပါပဲ။တိုက်တန်းနစ်သင်္ဘောတွေကစားတောက်ခန်းတွေထဲမှာအံ့ဩဖွယ်ပစ္စည်းတွေကိုလည်းပြန်တွေ့ခဲ့ရပါတယ်။ပကံတွေချက်ခွက်တွေငွေခရင်းနဲ့ဇွန်းတွေဖြစ်ကြပါတယ်။တချို့ပစ္စည်းတွေမှာသင်္ဘောရဲ့နာမည်တိုက်တန်းနစ်ဆိုတဲ့အမတ်အသားတောင်အခုထိမြင်နိုင်ပါသေးတယ်။တချို့အိတ်တွေထဲကနေလူတွေရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုလည်းပြန်တွေ့ခဲ့ရပါတယ်။အမျိုးသမီးဖနက်တွေအိတ်တွေနဲ့ခရီးသွားစာရွက်စာတမ်းအပိုင်းအစတွေဖြစ်ကြပါတယ်။ဒီပစ္စည်းတွေဟာတာမန်အရာတွေမဟုတ်ကြပါဘူး။သူတို့ရဲ့အဲ့ဒီနေ့ကလူတွေရဲ့ဘဝဇာတ်လမ်းတွေကိုကိုစားပြုနေပါတယ်။အချို့နေရာတွေမှာတော့ရေကြောင့်ပျက်စီးနေတဲ့ဓာတ်ပုံပိုင်းစတွေကိုလည်းတွေ့ခဲ့ရပါတယ်။အချိန်ကအရာအလုံးကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့တချို့အမှတ်တရတွေကတော့မပျက်စီးသေးပါဘူး။တိုက်တန်းနစ်ကပင်လယ်အောက်မှာတိတ်ဆိတ်နေသလိုထင်ရပေမဲ့အဲ့ဒီထဲမှာသမိုင်းတစ်ခုလုံးအိပ်စက်နေခဲ့ပါတယ်။လူတွေသုံးခဲ့တဲ့ပစ္စည်းတွေသူတို့ရဲ့နောက်ဆုံးအချိန်တွေနဲ့မေ့မရနိုင်တဲ့ဇလန်းတွေအခုထိပင်လယ်အောက်မှာဆက်ရှိနေသေးပါပဲ။နှစ်ပင်လယ်အောက်ကရတနာသင်္ဘောများ18ရာစုနောက်ပိုင်းကနေ18ရာစုအစောပိုင်းအတွင်းမှာဥရောပနိုင်ငံတွေကကမ္ဘာတဝန်းကိုသင်္ဘောတွေနဲ့ခရီးသွားနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာရွှေငွေစင်ရတနာတွေကိုတည်ဆောင်တဲ့သင်္ဘောကြီးတွေအများကြီးရှိခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအထဲကတချို့သင်္ဘောတွေဟာပင်လယ်မှုန်တိုင်းတွေပင်လယ်ဓမြတွေကြောင့်ဘယ်သူမှမသိလိုက်တဲ့နေရာတွေမှာပျောက်ဆုံးသွားခဲ့ကြပါတယ်။အထူးနာမည်ကြီးတဲ့အဖြစ်တစ်ခုကတော့1915ခုနှစ်လောက်မှာဖြစ်ခဲ့တဲ့ရွှေသင်္ဘောအုပ်စုတစ်ခုပါ။ဒီသင်္ဘောအုပ်စုဟာအမေရိကတိုက်ကနေစပိန်ကိုရွှေငွေတွေတည်ဆောင်လာခဲ့ကြပါတယ်။ဒါပေမဲ့ဟာရီကိန်းမုန်တိုင်းတစ်ခုဝင်ရောက်တိုက်ခတ်ချိန်မှာတော့သင်္ဘောအများစုဟာပင်လယ်အောက်ကိုနစ်မြုပ်သွားခဲ့ကြပါတယ်။ရွှေတင်းကားတွေရတနာတစ်တာတွေအားလုံးဟာပင်လယ်အောက်မှာပျောက်ဆုံးသွားခဲ့ကြပါတယ်။နှစ်ပေါင်း200ကျော်ပြီးတဲ့နောက်ရဲနာရှာဖွေသူတွေဟာပင်လယ်အောက်ကိုပြန်ရှာဖွေခဲ့ကြပါတယ်။အံ့ဩဖွယ်ကောင်းတာကပင်လယ်သဲထဲမှာနစ်မြုပ်နေတဲ့ရွှေတင်းကားတွေကိုပြန်တွေ့ခဲ့ရတာပါ။ရွှေတင်းကားထုတ်တွေရွှေချောင်းတွေနဲ့
စပိန်နိုင်ငံအမှတ်သားပါတဲ့ရတနာတွေဖြစ်ကြပါတယ်တချို့ရွှေရင်းကားတွေမှာအချိန်ကြာသွားပေမဲ့အမှတ်သားတွေအခုထိရှိနေပါသေးတယ်ဒီလိုရှာဖွေတွေ့ရှိမှုတွေဟာတခုတည်းမဟုတ်ခဲ့ပါဘူးကမ္ဘာတဝန်းပင်လယ်အောက်ကရှာဖွေတွေ့ရှိခဲ့တဲ့ရွှေရင်းကားသင်္ဘောတွေအများကြီးရှိနေပါတယ်တချို့ကအမေရိကန်ကမ်းခြေကာရစ်ဘီယံပင်လယ်နဲ့အတ္တလန္တိတ်သမုဒ္ဒရာအဲ့ဒီနေရာတွေမှာအခုထိလဲရဟနာသင်္ဘောတွေရှာဖွေတွေ့ရှိနေသေးပါပဲ3လွန်ခဲ့တဲ့နှစ်2000ကကွန်ပျူတာလွန်ခဲ့တဲ့နှစ်2000ကျော်ကတည်းကလူသားတွေဟာအံ့ဩဖွယ်ရာ17လုံးကိုဖန်တီးနိုင်ခဲ့တယ်ဆိုရင်သင်ယုံနိုင်မလား1900ခုနှစ်အလယ်ပိုင်းလောက်ကဂရိနိုင်ငံအနားပင်လယ်အောက်မှာငါးဖမ်းသမားတွေဟာပျက်စီးနေတဲ့သင်္ဘောတစ်စီးကိုရှာဖွေတွေ့ရှိတဲ့အခါသင်္ဘောအပိုင်းအစတွေကြားထဲကနေတန်ကြီးတက်နေတဲ့17လုံးကိုရှာတွေ့ခဲ့ကြပါတယ်အဲ့ဒီဆက်ကိုဒေချာလေးလာကြည့်တဲ့အခါမှာသိပ္ပံပညာရှင်တွေဟာအံ့ဩသွားခဲ့ကြပါတယ်ဒါဟာတာမန်တန်တဲ့ပစ္စည်းတစ်ခုမဟုတ်ဘဲအတွင်းမှာဂီယာတွေအန်သွားစနစ်တွေပါဝင်နေတဲ့အလွန်ရှုပ်ထွေးတဲ့17လုံးဖြစ်နေပါတယ်နောက်ပိုင်းမှာအဲ့ဒီဆက်ကိုရှေ့ခေတ်ကွန်ပျူတာလို့တောင်ခေါ်ကြပါတယ်ဒီဆက်ကဘာလုပ်နိုင်ခဲ့လဲဆိုတော့အံ့ဩစရာကောင်းလောက်အောင်ရှုပ်ထွေးပြီးနေနဲ့ကျယ်တွေရဲ့လှည့်ပတ်မှုတွေကိုတွက်ချက်နိုင်ပါတယ်လာစမ်းလာပြည့်အချိန်တွေကိုခံမှန်းနိုင်တယ်ဂျိုးတွေလှည့်ပတ်ပုံကိုပြသနိုင်ပြီးနေချက်ချင်းလာချက်ချင်းတွေကိုလည်းခံမှန်းနိုင်ပါတယ်ဒီဆက်ကိုရှေ့ခေတ်ပင်လယ်ထဲမှာသင်္ဘောတွေသွားလာရာ၌နေ့ရက်ရာသည့်အချိန်တွေနဲ့နက်ခတ်အပြောင်းလဲတွေကိုတွက်ချက်ရမှာအသုံးပြုဖို့အတွက်ယူဆရပါတယ်အံ့ဩစရာကောင်းတာကဒီဆက်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတည်းကဖန်တီးထားခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာကားမရှိလျှက်စင်မီးမရှိဖုန်းမရှိသေးပါဘူးဒါပေမဲ့လူသားတွေဟာဂီယာစနစ်နဲ့အနာဂတ်ကွန်ပျူတာလို17လုံးကိုဖန်တီးနိုင်ခဲ့ကြပါတယ်သူတေသနလုပ်သူတွေကဒီနည်းပညာဟာအချိန်ထက်လွန်ပြီးရှေ့ရောက်နေတယ်လို့ပြောကြပါတယ်ဘာလို့လဲဆိုတော့အလားတူဆက်မျိုးတွေကိုဥရောပမှာပြန်တွေ့တာကနှစ်ပေါင်းထောင်ကျော်ကြာပြီးမှပဲဖြစ်ပါတယ်ဒါကြောင့်ဒီဆက်ဟာရှေ့ခေတ်ကမ္ဘာရဲ့အကြီးဆုံးနည်းပညာစမ်းကြယ်မှုတစ်ခုဖြစ်ပါတယ်